အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဂျပန်ကောက်သုံးပြီးတော့ဘာတော့ဗီဒီယို view like လည်းမကြည့်သူများဗီဒီယိုတွေအသေးလည်းမပေး follow လည်းမလုပ်ဒါဆိုရင်အများတော့ဂျပန်ကောက်သုံးပြီးလက်ကားပဲဘာ view မှတက်မှာမဟုတ်ဘာ follow မှတက်မှာမဟုတ်တရားတရားပေါ့နော်အခုညီလေးတွေနဲ့ပြန်ပြီးတော့လုပ်ရမှာပေါ့ကို follow လုပ်ထားဆိုသူပြန် follow လုပ်တာတို့တက်လာတဲ့ဗီဒီယို၅ပုဒ်ကိုအစားဆုံးကြည့်ပြီးတာတော့လုပ်ပြရမှာလေအဲ့ဒါမှကိုဂျပန်ကောက်ကဖွင့်ထားပြီးတော့ view မတက်ဘူးဆိုလက်ကားပဲလေနော်အဲ့တော့ကို view တက်ချင်ကိုဗီဒီယိုတွေကြည့်တဲ့လူများခြင်းရဲ့ဟောစဖုံးဝင်ခြင်းမှာတိတော့စဖုံးဝင်ခြင်းမှာ၅ပုဒ်ကိုစာဆုံးကြည့်ပြီးပြီးရင်အသေးလေးနှိပ်သွား copy link လေးရေးသွားပေါ့နော်ဒါ follow လေး add သွားပေါ့နော်အဲ့လိုလေးလောက်သွားမှလာလေကိုယ့်ရဲ့အကောက်ကလည်း follow တွေ view တွေပါတက်လာမှာပေါ့နော်ဘာလို့ဆို TikTok ရဲ့ system ဘာသုံးလဲဆိုရင်ပေါ့နော်သူကဗီဒီယိုအမြဲတမ်းတင်ပေးနိုင်တဲ့လူတို့ဘာလို့မှသူကစင်ပြေတာအဲ့ဒါဆိုရင်ကိုယ့်အကောက်က follow ပြည့်တယ် view တွေပါတိုးပေးတယ်ပေါ့နော်လူကြီးများတဲ့စီကိုသူကပို့ပေးတာ for you မှာပို့ပေးတာပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ရဗီဒီယိုလည်းပုံမှန်တင်ပေးပါဒါဆိုရင်ကျွန်တော်တို့ဂျပန်ကောက်ဖွင့်ပြီးတော့ဘာတွေလုပ်ရမလဲဆိုတာမဖြစ်အောင်ကျွန်တော်တို့ daily vlog တွေ movie cut တွေပြီးတော့ cartoon video တွေလုပ်ရမှာပေါ့နော်အဲ့ဒါတွေလုပ်တယ်ဆိုရင်လုံးဝစင်ပြေတယ်အဲ့ဒါလေးလာပြောတာဒါပဲတော့အားလုံးပါပါဗျာကျွန်တော်တက်တော့မှာကွန်မန့်လေးမှာလာပြီးမှတ်ထားလို့ကျွန်တော်ဖြည့်ပေးခြင်းဖြစ်ပါတယ်အဲ့ဒါလေးကဘာလေးလဲဆိုရင်ကျွန်တော်ဗီဒီယိုလုပ်တဲ့ခါမှာပေါ့ recording လေးကိုမျက်နှာနဲ့ပါအောင်လုပ်တဲ့ software လေးကိုကျွန်တော်ဘယ်လိုဘာလေးလဲဆိုပြီးတော့မှတ်ထားဖြစ်ပါတယ်အဲ့ကိုကျွန်တော်ကတရုတ်တဲ့ဗီဒီယိုလေးလုပ်ပြီးတော့ပြပြဖြစ်ပါတယ်ဗျအားလုံးဒီအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တက်တော့မှာကွန်မန့်လေးကိုလာပြီးမှတ်ထားလို့ကျွန်တော်ဒါလေးကိုတရုတ်တဲ့နဲ့ပြန်ပေးခြင်းဖြစ်ပါတယ်အဲ့ဒါဘာလေးလဲဆိုရင်ကျွန်တော်ဗီဒီယိုလေးလုပ်တဲ့အခါမှာ recording လေးနဲ့ပြန်ပတ်ပြီးတော့ကိုမျက်နှာလေးပေါ့ဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်ဒါလေးကိုဒီပညာလေးအနေနဲ့ကျွန်တော်ပြန်ပြီး share လုပ်ပေးခြင်းဖြစ်ပါတယ်ဗျဒီပြီးသားလူတွေဆိုရင်ကြောက်တော့လို့ရပါတယ်မတည်သေးတဲ့လူတွေဆိုရင်အစားဆုံးလေးကြည့်ပြီးပါဗျဒါဆိုရင်ပြီးကျွန်တော်ပုံလေးနှိပ်ခဲ့ပြီးဖို့မေတ္တာရပါတယ်အဲ့ဒါစားလိုက်ရအောင်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့တွေကပထမဦးဆုံးအနေနဲ့ software လေးတစ်ခုတောင်းရမှာပေါ့နော်အဲ့ဒါလေးကကျွန်တော်တို့ Play Store မှာသွားပြီး download လုပ်ရတယ် Play Store မှာကျွန်တော်တို့တွေကဘယ်လိုရိုက်ရမလဲဆိုရင်ကျွန်တော်ရိုက်လို့ရတယ်ပါ HR recording ပေါ့နော် recording ဆိုတာကိုရိုက်လိုက်ရင်ကျွန်တော်တို့ပေါ်လာမှာကျွန်တော်ကတော့အပေါ်မှာတောင်းတာလို့ open ပေါ်နေတယ်မတောင်းရရင်တော့ install လေးတင်လိုက်ပါဗျဒီ software လေးပဲဖြစ်ပါတယ်နော်အဲ့ software လေးကျွန်တော်ဘယ်လိုသုံးပြရလဲဆိုတာလည်းတစ်ချက်ရှင်းပြပေးမယ်အဲ့ software လေးတွေကိုကျွန်တော်တောင်းပြီးဆိုရင်ဒီမဲ့ပေါ့နော်တောင်းပြီးဆိုရင်အဲ့ software လေးတွေကိုကျွန်တော်ဝင်လိုက်ပါဗျဝင်လိုက်ရင်ကျွန်တော်တို့ကအပေါ်မှာပေါ့နော်ဒီဗီဒီယိုရဲ့ screenshot ရဲ့အဝိုင်းလေးရဲ့ဒီပြီးတော့ပကြီးချဲတဲ့ဟာလေးရဲ့ဆိုတော့သုံးခုရှိတယ်ပေါ့နော်အဲ့ကောင်မှာကျွန်တော်ကဒီမျက်နှာပေါ်နေတာဖြစ်တဲ့အတွက်ဒုတိယနေတဲ့ဒီဟာလေးကိုဖွင့်ပိတ်လုပ်လို့ရပါတယ်နော်ဒါလေးဖွင့်လိုက်ပြီနော်ဖွင့်ပြီးကျွန်တော်တို့မျက်နှာကိုအဝိုင်းပုံစံမျိုးနဲ့လည်းသုံးပြလို့ရတယ်အဝိုင်းပုံစံမျိုးနဲ့ဒါလေးပေါ့နော်ဒါဆိုအဝိုင်းပုံစံမျိုးလေးနဲ့လည်းအသုံးပြုလို့ရတယ်ပေါ့နော်ကျွန်တော်တို့က recording ဒီလိုအဲ့လို style ကြကြ recording ပြန်လုပ်ပြီးတော့ကိုမျက်နှာလေးနဲ့ကိုလုပ်လို့ရတယ်ဒါကဘယ်နေရာမှာသုံးပြုလို့ရတယ်ဆိုရင်ကျွန်တော် video တွေ share လုပ်ပြန်လုပ်တဲ့အခါမှာတော့ကိုပညာတို့လိုလုံနည်းတွေကိုဒီလိုပုံစံမျိုးနဲ့လည်းလုပ်လို့ရတယ်ဆိုတဲ့အကြောင်းပြောပြပေးတာဖြစ်ပါတယ်ဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်